လုံးမင်္ဂလာပါမိတ်ဆွေယေရှုကျိုးဆိုတဲ့ဂုဏ်တော်လေးနဲ့ချီးမွမ်းပါမယ်ရှေ့ခြင်းစင်ရဒုက္ခရှိပေလားဘေခါများစိတ်နဲ့ပြည့်စုံရာစူတောင်းတဲ့ထံတော်ခြင်းပါဝမ်းနေခြင်းညခံမိတ်ဆွေငါတို့အားနေခြင်းယေရှုသည်စုတောင်းတဲ့ထံတော်ခြင်းပါနောက်ထောင်တော်ရရှိတဲ့ဘုရားဖြစ်ရှင်ကိုကောင်းချီးမင်္ဂလာရရှိနေကြပါစေ God bless you all